တူတာဆိုတဲ့ဟာစာကလေးလူကြီးနဲ့ဆိုလို့ဒီမှာတင်ပေးထားပါတယ်နောက်ထပ်အပိုင်းတွေအများကြီးလာပါပြီဒီတယောက်ကဖေကားတဲ့သူရင်ကူးပဲဖြစ်ပါ ယောက်ျားတွေငိုတဲ့အခါမျက်လုံးကိုလက်နဲ့အုပ်၍ငိုတတ်ကြပြီးမိန်းမတွေကပါးစပ်ကိုလက်နဲ့ပိတ်ကငိုကြတာဘာကြောင့်လဲဆိုတာသိပါသလားသိပ္ပံနည်းကြရှင်းလင်းချက်တော့မရှိပါဘူးဒါပေမဲ့ဒါကရိုးရှင်းပါတယ်ပုံမှန်အားဖြင့်ယောက်ျားတစ်ယောက်ဟာသူ့မျက်ရည်တွေကိုလက်နဲ့ထိမ့်ဖို့မျက်လုံးကိုအုပ်တတ်ပြီးမိန်းမတစ်ယောက်ကတော့ငိုတဲ့အချိန်ကျရင်သူမရဲ့ပါးစပ်ကိုပိတ်လို့မရနိုင်တာကြောင့်အုပ်၍ငိုတတ်ကြတာပါ ကိုဝန်ဆောင်အမျိုးသမီးတူချော်လဲတော့ပါကသူမ၏ဝမ်ပိုက်တွေဘာဖြစ်သွားနိုင်သနည်းအမျိုးသမီးတူကိုဝန်ဆောင်နေစဉ်တွင်သူမ၏ဝမ်ပိုက်သည်အလွှာနှစ်ထပ်ဖြင့်ဖွဲ့စည်းထားပါသည်ပထမအလွှာမှာအရေပြားဖြစ်သည်ဒုတိယအလွှာမှာကလေးနေထိုင်ရာရေမွှအိတ်ဖြစ်ပါသည်ထို့ကြောင့်အမျိုးသမီးသည်လှုပ်ရှားသွားလာသည့်အခါအထဲကကလေးမှာပြည်ကြီးငါးကိုစင်တုံးပေါ်တင်၍ညာလက်ထင်အဖရာပိုင်းမှာဂိုင်းထားလိုက်ပါထို့နောက်အခြားလက်ထင်၎င်း၏ခေါင်းကိုကရာတေဓာတ်တိပမာရိုက်ချလိုက်ပါက၎င်း၏အယောင်ပြောင်းသွားသည်ကိုတတိပြုမိပါလိမ့်မည်ဤနီးလန်းသည်မြန်ဆန်၍နာကျင်မှုမရှိဘဲအာမခံချက်ရှိပါသည်စားဝတ်ချံဖယ်ရှားသည့်မျက်နှာပြင်လိန်ပလတ်စတာကိုလိမ့်လိုက်သောအခါယင်းပလတ်စတာသည်ပွင့်နေသောချွေးပေါက်ထဲသို့ဝင်၍ဝက်ချံထိတ်နှင်းကတ်သွားပါသည်ထို့နောက်ပလတ်စတာကိုခွာသည့်အခါစားဝက်ချံများသည့်ပလတ်စတာနှင့်အတူကတ်ပါလာကချွေးပေါက်မှဆွဲထုတ်ခံရပါသည်ကြည့်လိုက်ပါခွာလိုက်သည့်အခါတင်ကစားသည့်အခါကက်ကြီးကိုရွေးချယ်ပါကအနိုင်ရခွင့်နည်းပါသည်စည်ရင်းစရာအရာအမျိုးသမီးများသည့်အခြားပုံစံများထက်ကက်ကြီးပုံကိုပိုမိုရွေးချယ်လေးရှိသည်အကြောင်းမှာရင်းအမှုအရာသည်ရိုးရှင်းသောလက်အံတစ်ခုချစ်သောကြောင့်ဖြစ်သည်ထို့ကြောင့်တင်ပထမဆုံးလှူရှားမှုအဖြစ်ကြောက်တုံးကိုအမြဲရွေးချယ်ပါအပဲကြောင့်ဆိုတော့ထိုးထိုးပြုလုပ်ခြင်းဖြင့်အနိုင်ရခွင့်35ရာခိုင်နှုန်းပိုမိုမြင့်မားသောကြောင့်ဖြစ်သည်သို့တော့တင်ပြိုင်ဘက်ကစက်ကူကိုရွေးချယ်ပါကတင်သည်3စင်ပါသည့်ဖြူဟာတစ်ခုကိုအသုံးပြုရမည်ဒဏ္ဍာတစ်ခုအရာထောင်သားတဦးသည်ခြေချင်းကိုစမ်းတော့အမြောက်ထဲသို့ထည့်သွင်းပစ်ခတ်ကထောင်မှလွတ်မြောက်ခဲ့သည်ဟုဆိုသည်သို့တော့၎င်းသည်မထင်နိုင်ပါအပဲကြောင့်ဆိုတော့ထိုခြေချင်းသည်တန်ချီမတက်သောတန်မနီစစ်စစ်ဖြင့်ပြုလုပ်ထားပြီးကိုယ်ပိုင်အလေးချိန်အားဖြင့်ပေါင်45ခန့်ရှိသည်ထိုပစ္စည်းကိုအကျဉ်းသားများထွက်ပြေးပါကလှုပ်ရှားမှုနှေးကွေးစေရန်ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်အကျဉ်းသားသည်ထိုခြေချင်းကိုစမ်းတော့အမြောက်ထဲသို့တကယ်ပင်ထည့်သွင်းနိုင်ခဲ့တော့လေသူဖြစ်လိုက်တဲ့အခါမှာတော့ကိုရကောင်ဒီရမုံကိုစားမိပါကဥအစားဂရီနိတ်ပုံများဥမလားဤငတ်ဒီပုံမှန်အားဖြင့်တဘာဝမှာတွေ့ရသောပိုးကောင်များသို့မဟုတ်အစိတ်များကိုစားတောက်လိရှိတော့လေရမုံကျွေးမွေးပါက၎င်း၏မျိုးပွားအင်္ဂါစနစ်သည်တဘာဝဂရီနိတ်ပုံထုတ်လုပ်ခြင်းအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်ဤပညာပိုင်းအားဖြင့်သင်လုပ်ရန်မှာစိတ်ရနှုတ်တိုင်သည်နှင့်မောင်းနှင်ကရိယာတတ်ဆင်ရန်သာလိုအပ်သည်ဂိမ်းအတွင်းရှိလှုပ်ရှားမှုများကိုထိန်းချုပ်သည့်ကွန်ထရိုလာအခလုတ်များကိုသူကလေယာဖြင့်လျက်သည်ဆိုလိုဒီမှာဂိမ်းကစားရန်သူသည်လေယာကိုသာအသုံးပြုသည်ငယ်စဉ်ကစပိန်စီရင်ဘားတန်းနဲ့တိုက်မိရာလဲကြပြီးလေယာမှလွဲလူခန္ဓာကိုယ်အားလုံးတည်ဆုံးခဲ့ရသည်အခုတော့ဒီလေယာကိုပဲအသုံးချပြီးဂိမ်းထဲမှာလှုပ်ရှားနေရတယ်သူ့အတွက်စိတ်မကောင်းစရာမှာသူဟာတနတ်ပိခတ်ခံရကြီးရင်ဘတ်ထဲမှာကြီးစံဟာဆွဲနေခဲ့တယ်ဒါပေမဲ့ဆရာဝန်တွေကဒါဟာနှလုံးနဲ့တိတ်နီးလုံးနဲ့လို့ဆိုပြီးထုတ်ဖို့မလွယ်ကူခဲ့ကြီးစံကိုထားခဲ့ဖို့ဆုံးဖြတ်ခဲ့တယ်သူကြီးပြင်းလာပြီးပုံမှန်ဘဝနေထိုင်ခဲ့တယ်။ဒါပေမဲ့အသက်88နှစ်မှာဘိုက်ကကြီးလာတာနဲ့ဆေးရုံသွားစစ်ဆေးခဲ့တယ်။စစ်ဆေးကြည့်တော့သူကကိုဝင်ရှိနေပြီးလ6လကြာတဲ့အခါကြီးစံတောင်မွေးဖွာလာခဲ့တယ်။တင်းဤမျက်လုံးများဆွေးနေပါကဆရာဝန်ဒီတင်းမျက်လုံးကိုအသေးစားခွဲစိတ်မှုပြုလုပ်ပြီးဆက်လော်ပွားဖြင့်တင်းခြေတဲများကိုညှက်ဖေးကနောက်ဆုံးတွင်တင်းချိုင်းချအောက်တွင်လှပတင့်တယ်သောဘရာဇီးလီးယားဂျိုင်းမွေးဖြတ်ခြင်းကိုပြုလုပ်ပေးပါမည်ဤဒီကပင်တင်းမျက်လုံးများကိုတူညီသောဥတီရာကျွတ်ညွှန်းပြစေကတင်းကိုပြီးပြီးတဆုံစေမည်ဖြစ်သည်တတူးထိုးတဲ့အခါစိတ်ထိုးအထာအရေးပြားညအကိုဆုံးလွာကိုထိုးဖောက်ပြီးအသွေးဘက်တွင်မင်းကိုထုတ်လုပ်ပေးပါတယ်ဒီလုပ်ငန်းစဉ်ဟာအရှိန်မြင့်နှုံနဲ့ဖြစ်ပေါ်တာကြောင့်နာကျင်မှုနဲ့ရားရံမှုကိုဖြစ်စေနိုင်ပါတယ်ဒါပေမဲ့တချို့လူတွေမှာကျဉ်နှက်မှုသို့မဟုတ်အဆင်ပြေမှုကိုခံစားရတတ်ပါတယ်တခါတလေအသားနာလာတဲ့အခါစက်ကိုပိတ်ပြီးအနားယူလိုက်ပါစင်တကောင်ကအေယာမ red balls အချိုးကြီးကိုတောက်လိုက်ပါကပြန်တန်းနိုင်ရန်အတောင်ပံများရရှိနိုင်မည်လား red balls အချိုးကြီးတို့နဲ့ရေတကြားနှင့်တန်ရှင်းသောဖြော်ကြီးပါဝင်သည်ထို့ကြောင့်ယင်းသည်အလွန်စေးကြီးခြင်းဖြစ်သည်ထို့ဖြစ်ရာစင်သည်အဆင့်မြင့်98အောက်သိန်းထက်စီဟုတောက်သုံးပါက၎င်းသည် M21 ဂျုံးကြီးတစ်ခုသို့မဟုတ် jet engine တစ်လုံးအဖြစ်ပြောင်းလဲသွားနိုင်သည်
တစ်မှာလုံလောက်တဲ့ဆက်ဝူဖာအကြီးကြီးရှိရင်ပြန်တိုင်းတော့တုံးလို့ရမလားတာမန်ဆက်ဝူဖာတစ်လုံးက15လက်မလောက်သာရှိတယ်တစ်အခန်းတကာဝင်းဒိုးတွေကွဲအပ်ပစ္စည်းပြီးနားစီတွေပေါက်ကွဲသွားဖို့တော့လုံလောက်တယ်ဒါပေမဲ့တင့်ကိုတကယ်တမ်းမြေကြီးဖို့ကနေမြောက်ပေးနိုင်ဖို့ဆိုရင်အားကစားကွင်းလောက်ကြီးတဲ့ဆက်ဝူဖာလိုအပ်မယ်တစ်စက္ကန့်ကိုဒီနေရလောက်ထုတ်ပေးနိုင်တဲ့ဟာမျိုးဒါဟာတာမန်အရွယ်စားရှိတဲ့ဆက်ဝူဖာရဲ့ power ထက်တန်း100လောက်ပိုများတယ်ပြီးတော့သူကအမြင့်ဆုံးအားကိုချက်ချင်းပြောင်းလိုက်တာနဲ့တင်ထိုလူဟာတောက်စားမှုရစ်ပြီးယထာလန်းကြောင်းပေါ်ဖြတ်ပြီးခေါင်းကိုယထာလန်းပေါ်တင်ကအိပ်ပျော်သွားခဲ့သည်ယထာမောင်သမားကထိုလူကိုတွေ့သွားပြီးအရေးပေါ် break ကိုချက်ချစ်ဆွဲလိုက်တော့လေဘီးများချော်ထွက်သွားကယထာသည်အမြန်နှုံမြင့်ဖြစ်ဆက်လက်ရွေ့လျားနေစေဖြစ်သည်ထိုလူကအိပ်ပျော်နေပြီးယထာလာနေသည်ကိုကြားလိုက်ရခြင်းမရှိထိုအချိန်မှာဘာမှပြုလုပ်နိုင်စရာမရှိတော့ပေကြားတင်တဲ့ I show speed တို့ဟာမီတာ100ပြေးပြိုင်မြတ်မီဆိုရင်လူအများစုကကြားတစ်ကသာအလွယ်တကူအနိုင်ရလိမ့်မည်ဟုထင်ကြပါလိမ့်မည်။သို့တော်ရင်းအချက်သည်မမှန်နိုင်ပါ။ကြားတစ်သည်စပြေးလင်ချက်ချင်းမယုံနိုင်လောက်သောအမြန်နှုန်းသို့စက္ကန့်ပိုင်းအတွင်းရောက်ရှိသွားပါသည်။တို့ရတွင်80မီတာခန့်ပြေးပြီးသည့်အခါ၎င်း၏ခန္ဓာကိုယ်သည်အပူလွန်ကဲလာကမလွဲမရှောင်အရှိန်ကိုတိတိတသာရှော့ချရပါတော့သည်။ I show speed ကမူကွာခြားပါတယ်။ Hey, I show speed ဘာဖြစ်တာလဲ။ Australia အစိပ်ပင် stinging tree ကိုထိမိခြင်းသည်မိတ်မရနိုင်သောအမှားတစ်ခုဖြစ်သည်၎င်း၏အရွက်များပေါ်တွင်သေးငယ်သောအမွှေးများစွာဖြင့်ဖုံးအုပ်ထားသည်ထိုအမွှေးများသည်အစိပ်ကိုတင့်အရေပြားအတွင်းသို့ထိုးသွင်းလိုက်ကရပ်ပေါင်းများစွာကျတတ်သောပူလောင်သည့်နာကျင်မှုကိုဖြစ်စေနိုင်သည်၎င်းတို့ကိုပွက်တိုက်ဖယ်ရှားရန်ကြိုးစားခြင်းသည်အမွှေးတွေကိုကျိုးစေပြီးအစိပ်များပို့ထွက်လာနိုင်သောကြောင့်ပိုမှုဆိုးရွားစေပါသည်ယင်းအစားဘရင်စောင့်တဲ့သားတွေဘာကြောင့်ဥထုတ်ခြေကြီးတွေစောင့်ထားရတာလဲတင်ထေမာကပိုးရှိပုံပေါ်ပြီးကြောက်စရာကောင်းအောင်ဝတ်ထားတယ်လို့ထင်ရပေမဲ့တကယ်တမ်းကဒီလိုမဟုတ်ပါဘူးထိတ်ဖျားချွန်တဲ့ဥကောင်းရှိသူတွေကိုပဲစစ်ဆေးရွေးချယ်ထားတာဖြစ်ပြီးဒီဥထုတ်ကြီးတွေအောက်မှာသူတို့ရဲ့ဥကောင်းကိုဖွက်ထားနိုင်တာပါစစ်မြေပြင်မှာခဲယမ်းမီးကြောက်ကုန်သွားရင်ဒီအဆောင်တပ်သားတွေကိုပဲအသုံးပြုနိုင်တယ်ဆိုတဲ့အကြောင်းပါမိဖုရားကြီးဟောပြောပွဲမတိုင်မီလူနှစ်ဦးသည်ရည်ရွယ်ချက်ဖြင့်မိဖုရားကြီး၏ဂါဝွန်အောက်တွင်ပုံအောင်နေလိရှိကြပါသည်မိဖုရားကြီးသေးပေါက်လိုသည့်အခါအမျိုးသမီးတဦးကခွတ်ဖင်ခံယူပြီးအခြားတဦးကရင်းသေးကိုတောက်လိုက်သည်ဤနည်းဖြင့်မိဖုရားကြီးသည်စကားပြောဆိုမှုမှထွက်ခွာစေရမလို့ပဲသေးပေါက်နိုင်ပြီသို့တော့မိဖုရားကြီးလေလေလိုသည့်အခါမူထိုနှစ်ဦးအနက်မှတဦးကအဝကိုပါဇက်ဖြင့်ပိတ်ဖေရသည်ဖင်လန်နိုင်ငံသားမိဘများသည်၎င်းတို့၏ခလီးငယ်များကိုအေးခဲနေသောစောင်းရသည့်လေထုအတွင်အိမ်ပြင်တွင်ခြေဆန့်အနားယူစေလိရှိပါသည်မိဘများကအိမ်တွင်ကော်ဖီတောက်ရင်း TV ကြည့်အပန်းဖြေနေစဉ်မွေးကင်းစောက်ခလီးငယ်များသည်ရေခဲမှတ်အောက်-10 degree Celsius အပူချိန်တွင်အေးမြလက်ဆက်ပေါက်လေးကိုရှူရှိုက်ရင်းအိပ်ပျော်နေတတ်ပါသည်။ကလေးဤကိုကန်အားကိုမြင့်တင်ပေးခြင်းအိပ်ဆက်မှုအရေးအသွေးတိုးတက်စေခြင်းကလေးငယ်ကိုကျမ်းမာတန်ဆွမ်းသောအိပ်ဆက်တူတဦးအဖြစ်ကြီးပြင်းလာစေခြင်းစသည့်ယုံကြည်ချက်အများအပေါ်အခြေခံ၍ဤရှေလျားသောဖင်လန်ရိုးရာအလေအထားသည်နိုင်ငံတော်ဝိုင်းတွင်ကျေပြန့်စွာကျင့်သုံးလျက်ရှိပါသည်အကယ်၍လက်တစ်ပုံတစ်လုံးကတင်းအိမ်သာတက်နေစဉ်တင်းအနီးမှာကြာလာပါကတင်းပထမဆုံးအဲ့ဒါကိုအဝဲသို့လမ်းပစ်လိုက်ပါဒါပေမဲ့ပောက်ကွဲဖို့စက္ကန့်ပိုင်းပဲလိုတော့တဲ့အချိန်မှာဒါကလောင်းဝကိုမဖြစ်နိုင်တဲ့အရာပါအဲ့ဒီအစားဝေးရာကိုခုန်လိုက်ပြီးတင်းချက်တော့တွေကပောက်ကွဲမှုဘက်ကိုဥတီကလဲချလိုက်ပါဒီအနေထားကတင်းရဲ့အရေးကြီးအင်္ဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်အကယ်၍လက်ပီပုံတစ်လုံးတင်းစီကိုပြစ်ပေါက်လာခဲ့ရင်အဲ့ဒါကိုမွေးရတဲ့ထဲဖင်ဖုံးလိုက်ပါကအထက်ကယ်တဲ့နီလန်တစ်ခုလိုထင်ရနိုင်ပါတယ်ဒါပေမဲ့ချီနဲ့ရေမြုံနဲ့လှုပ်ထားတဲ့မွေးရတွေဟာပောက်ကွဲမှုရဲ့9%လောက်ကိုသာစုပ်ယူနိုင်ပါတယ်အထက်ဆယ်လက်ထပ်ထားတဲ့တောင်တင်းကိုမကဲတင်နိုင်ပါဘူးဘုံစားတွေကအလွယ်တကူဖောက်ထွင်းဝင်ရောက်ပြီးအဲ့ဒါကအန်ဒီရများတဲ့လုပ်ရတစ်ခုပါကလီယာပောက်ကွဲမှုတစ်ခုဖြစ်ပွားဟဲ့လင်ရေခဲဒေတာအတွင်းပုံအောင်ချင်းသည်လုံခြုံသောနီလန်တစ်ခုလိုထင်ရနိုင်ပါတယ်၎င်းဒီကနဦးအပူနဲ့ရေဒီယိုတက်တူးကြွမှုတန်မတ်တင်ကိုကာဝယ်ပေးနိုင်တော့လဲအမှန်တကယ်ပောက်ကွဲမှုမှာအားပြင်းလီသည်အကယ်၍တင်သည်ပောက်ကွဲမှုဘရင်ချက်မှာ9မိုင်အကွာဝင်း၌ရှိနေပါကလိုင်းထန်တဲ့လေဖီယာကတင်အားပြင်းထန်စွာလွင့်စင်သွားစေလိမ့်မည်ရေခဲဒေတာကအတိုင်းတာတစ်ခုအထိကာကွယ်ပေးနိုင်သည့်တိုင်တင်ရှင်တန်နိုင်ခြေ9.3%သာရှိသည်။ကောင်းတွေကသူတို့ရဲ့တနက်ပြုံးတွေကိုဘာလို့ပြတ်ချတယ်လို့တွေးဖို့ကြသလား။ကြမ်းထမ်းတဲ့ပုံပေါက်ခေါင်လို့တာမဟုတ်ပါဘူး။တနက်ပြုံးတိုလီလေးကြီးစံပြတ်နံမှုကျဲလေးပါပဲ။အနီးကလောက်ကွာဝေးမှာဆိုရင်တေလောက်တဲ့အထိကိုအန်ဒီရများပါတယ်။အင်ဂျီအောင်မှာလွယ်လွယ်ကူကူဖွက်ထားနိုင်တယ်။ကျင်းမြောင်းတဲ့လမ်းကြောင်းတွေဒါမှမဟုတ်ကားတွေထဲမှာလွှဲထုတ်ဖို့မြန်ဆန်တယ်။တစ်ချက်ပြည့်ုံနဲ့3-4ယောက်ကိုတေးနိုင်တယ်။လူစိုးကောင်းတွေမှာတော့ဒီလက်နက်ကကြောက်စရာအကောင်းဆုံးလက်နက်ပါ။ Friend would kick him and get violent. သူကနွားမကိုနှစ်ချက်ပုတ်တက်ပြီးတုံ့ပြန်မှုကိုစောင့်ကြည့်ပေမဲ့အဲ့ဒီနွားမကြီးကသူ့ကိုဂယုမဆိုင်ပဲမြက်ပဲဆက်စားနေတယ်ခဏလေးအတွင်းမှာပဲသူကနောက်တစ်ခါပုတ်တက်ပြီးကာကွယ်ဆေးထိုးလိုက်တယ်နွားမစိတ်ဆိုးသွားပြီးနွားမရဲ့ချစ်သူနွားလားကသူ့ကိုကန်လိုက်ကကြမ်းကြမ်းတမ်းပြုတ်မှုလီတော့သည်ခွေးတကောင်ကတင်းတော့ကိုလိုက်နေပါကထိတ်လန့်ပြီးမပြေးပါနဲ့အေးအေးဆေးဆေးနေပါအကြောင်းကတော့ခွေးနေဟာတနာရီမိုင်40အထိအချိန်နဲ့ပြေးနိုင်ပြီးတင့်ကိုအလွယ်တကူလိုက်နိုင်လို့ပါ
ခွေးကိုမျက်လုံးချင်းမစုံမိအောင်နေပါအကယ်၍ခွေးကအနီးကပ်ရောက်နေပါကကျဲလောင်စွာအကူအညီတောင်းပါဒါမှမဟုတ်တော့တော့မဟုတ်ကြောက်ခဲများကိုရှာဖွေပြီး၎င်းတို့ကိုအကအကွယ်အဖြစ်အသုံးပြုကဖြည်းဖြည်းချင်းနောက်ပြန်ဆုတ်ပါအကယ်၍ခွေးကကိုက်ရန်လာပါကထိုအဝတ္ထုများဖြင့်တင့်ကိုတင်ကာကွယ်ပါနောက်ဆုံးနီလန်းအနေနဲ့မိမိကိုယ်ကိုကာကွယ်ရန်ခွေးကိုကန်ပစ်လိုက်ပါသူကဂိုးတောင်ချမ်းပြင်တစ်ခုလုံးကိုစရင်သွင်းစီအသက်များ၏အမည်များဖြင့်လိုက်ရေးလိုက်တယ်ထို့နောက်သူဒီ iPhone တစ်လုံးကိုနောက်ပြန်ပစ်ချလိုက်တယ်ထို iPhone ချရောက်ညာနေရာရှိစရင်သွင်းသူက၎င်းကိုရရှိသွားတယ်စရင်သွင်းသူတူက iPhone ကိုရရှိသွားတော့နဲ့အခြားစရင်သွင်းသူတူမှဒေါသထွက်ကအစီအစဉ်မှုနဲ့စတင်ရန်ဖြစ်တော်သည်စစ်သားတူဒီခွေးအတူတကောင်အတွင်းပောက်ကွဲစေတတ်တဲ့ပစ္စည်းများကိုခွဲထားပြီး၎င်းကိုလုံခြုံသောအကွာအဝေးမှထိန်းချုပ်ကရန်သူအခြေဆက်စကန်တို့တိုက်ရိုက်ဆေ့လွတ်လိုက်တယ်ရန်သူများကခွေးကိုမြင်သောအခါ၎င်းတို့မှာစူးစမ်းလိုစိတ်ဖြစ်ပေါ်လာပြီး၎င်းနဲ့စတင်ဆော့ကစားကြရာ To immediately drop into synchronized yoga. အကယ်၍မင်းကလေ့ကျင့်ခန်းလုပ်နေတော့မင်းရှိကနေပြေးလာနေတဲ့လူတစ်ယောက်ကိုတွေ့ရင်စိတ်ကားမှုမထက်အောင်မင်းဘယ်လိုလုပ်မလဲသူတို့ကိုတတိမထားမိတဲ့အောင်ဟန်ဆောင်ရင်ဒါဟာရိုင်းဆိုင်တာနဲ့တူတယ်မင်းကအရင်လက်ပြနှုတ်ဆက်ရင်မင်းကိုဒီကောင်ကဘာလဲဟာဆိုပြီးငပေါက်ကြီးတို့မြင်သွားမယ်အကောင်းဆုံးနီးလန်းကတော့နှစ်ယောက်ပြိုင်တူနှုတ်ဆက်ကြတာကောင်းပါတယ်ငိုးမှဘလို့နှုတ်ဆက်နေတော့မင်းကအမျိုးသားအင်တာလေးကိုဝင်သွားပြီးတယောက်ယောက်ကစီးရိမ်မှာတေးပေါက်နေရတွေ့ရင်မင်းဘင်းနေရမှာပေါက်မလဲအဝေးဆုံးနေရမှာပေါက်ရင်ဒီကောင်ကအချောက်ကြီးတာလာရှက်နေတယ်လို့တွေးမိနိုင်တယ်သူ့ဘေးနားမှာပေါက်ရင်မင်းကိုစိတ်ပြက်စရာလူဖြစ်ထင်သွားမယ်ဒါကြောင့်အကောင်းဆုံးနီးလန်းကသူနဲ့အတူတူတေးပေါက်လိုက်တာပဲကောင်းပါလေငိုးမှအပြင်မှာလှုပ်ရင်အထိုးခံရမယ်မင်းကဒလေကားတဲ့အမွန်သွားပြီးအထက်မှာလူတယောက်ရှိနေရင်မင်းဘာလုပ်မလဲတောင်စွမ်းမှာရပ်နေရင်ခုခံကာကွယ်နေတဲ့ပုံစံမျိုးစိတ်ကားစရာဖြစ်မယ်သူ့အနားမှာကက်နေရင်စိတ်ဆိုးစရာဖြစ်မယ်မလဲမကန်းမှဆိုရင်ရင်းနှီးသွားနိုင်တယ်လူရရလက်ခံနိုင်တဲ့တခုတည်းသောနီးလန်းကဒလေကားတကားပွင့်တယ်နဲ့အဲ့ဒီလူပေါ်ကိုခုန်တက်ပြီးကလိုက်ဖို့ပါပဲငိုးမှဒီနီးလည်းအဆင်မပြေပါဘူးကဲ၍မင်းမသိတဲ့လူတယောက်ကမင်းလက်ကိုဆွဲကိုက်ပြီးကင်စားကန်ဆိုးမုံမောင်ကြမှုဒါမှမဟုတ်လျှို့ဝှက်ရန်သူတွေအကြောင်းတီးတိုးပြိုးလာရင်သူတို့ဟာပတ်စံအတွက်အများခေါင်နေတာပါဘေးရင်ဟောပေးမယ်ဆိုပိုကြောက်စရာကောင်းတယ်ပတ်စံမပေးရင်သူတို့ကမင်းကိုဖိအားပေးပြီးချင်းချောက်မယ်ဒါပေမဲ့မကြောက်ပါနဲ့ပတ်စံမီမပေးနဲ့ဒုံးကျက်သစင်းလုံးနဲ့အရွယ်သူတစ်ခွားသေးကိုပြစ်ချလိုက်ပါငိုးမကြော်ကြီးဆိုင်လက်ဆဲတယ်ကွာ ခမရဲ့လေကပေါက်ပြီးရေဝင်နေပြီဆိုရင်တင်မှာလှုပ်ဆောင်ဖို့ဆက်စကတ်မယ်ရှိနေဘာလို့မလဲရေထဲခုံချရင်ငမန်းမီစောင့်နေမယ်အကူမြူတောင်းဖို့ကြိုးစားပင်ဖုံးလိုင်းကမမိဒါကြောင့်အကောင်းဆုံးလုပ်ရက်ကအပေါက်တွေကိုစဖာညက်ပြီးနောက်ဆုံးအချိန်လေးကိုပျော်ပျော်နေဖို့ပါပဲညဘက်အိပ်ပျော်ဖို့ယုံကန်နေရရင်ကြည်အလေးအထားတွေကိုပြုပြင်ပါအဲ့ရဝင်ကအနည်းဆုံးတနားရီအလိုကလေးကဖုံးကြည့်တာတွေရက်လိုက်ပါဖာနာပြင်အလင်းကခမအုံနောက်ကိုနေခင်းဘက်လိုအထင်ရှိအောင်လှည့်စားနိုင်တယ်နေ့လေတနားရီနောက်ပိုင်းကဖိန်းသက်ဆောင်ပါဒါဟာနာရီပေါင်းများစွာကြာအောင်နေနီခမအိတ်ဆက်မှုကိုဖျက်ဆီးနေမှာပါခမအခန်းကိုအမောင်ချထားပါပြီးရင်အိပ်ပျော်ဖို့ဒီနီးလန်းတွေကိုစမ်းကြည့်ပါတနေ့ကိုဒိုက်အချက်တရားထိုးရင်ရက်ပေါင်း30ကြာတော့အခါဘာဖြစ်မလဲပထမအကြိမ်10ရက်မှာခမရင်ဘက်နဲ့လက်မောင်းတွေကိုနာကျင်စေတယ်ရက်20မြောက်မှာတော့သွေးကြောမြိုင်အသစ်ကျူကအောက်ဆီဂျင်စီးဆင်းမှုကိုမြင့်တင်ပေးပြီးအကြိမ်တိုင်းကိုပိုကျရှည်စွာလုံနိုင်စေကခမကိုရက်တနိုင်စွာမရှိတယ်လို့ခံစားစေတယ်30ရက်နေ့မှာတော့ခမမှာလှပတဲ့ကြွသားတွေရလာလိမ့်မယ်အမြဲတမ်းဝမ်းချုံနေတတ်ရင်ဒီရိုးရှင်းတဲ့နီးလန်းတွေကိုစမ်းကြည့်ပါရေနွေးနွေးတောက်ပါဒူးတွေကိုထိုင်ထုတ်တယ်လို့မြောက်ထားပါဘိုက်ကိုဖြေးရွှတ်ပြီးဖြည်းဖြည်းချင်းအသက်ရှူပါပြီးရင်ဘိုက်အောက်ပိုင်းကိုနာရီလက်တံအတိုင်းနှိမ့်နေပေးပါအရင်ဆုံး2မိနစ်လောက်လမ်းလျှောက်ထားပါဘာမှအလုပ်မဖြစ်ရင်တော့နေကိုတွင်းနဲ့ကြီးအဖြစ်ပြောင်းလိုက်ပြီးအကုန်လုံးကိုစုပ်ထုတ်လိုက်ပါလွယ်ပါတယ်ခမားစီးရဲ့အယောင်ကခမားဘာဖြစ်နေလဲဆိုတာပြောပြနိုင်ပါတယ်တေးပေါက်ရင်ကြည်လဲနေလားဒါဆိုရေအများကြီးတောက်ထားတာဖြစ်နိုင်တယ်အဝါဖျော်ဖျော်ဆိုရင်အကောင်းဆုံးပဲခမားရေဓာတ်ဖြီးဝနေလေအဝါရင်းရင်ဆိုရင်တော့ရေနဲ့ထပ်တောက်ဖို့အချိန်တန်ပြီလိမ္မောင်ရောင်ဖြစ်နေရင်ရေဓာတ်ခန်းချောက်တာဒါမှမဟုတ်အသေးပြဿနာတစ်ခုခုဖြစ်နိုင်တယ်အနီရောင်တို့မဟုတ်ပန်းရောင်ဖြစ်နေရင်မုံလာဝနီးစားထားတာလားမဟုတ်ဘူးဆိုရင်ဆရာဝန်ပြပါတွေးဖြစ်နိုင်တယ်အညိုရောင်ကအသေးပြဿနာတို့မဟုတ်ပြင်းထန်စွာရေဓာတ်ခန်းချောက်တာဖြစ်နိုင်တယ်အစိမ်းရောင်အပြာရောင်ဆိုရင်တော့ရှားပါတယ်များမောအဖြစ်ဆေးဝါးဆိုးစီဒါမှမဟုတ်ရင်ဘက်တီးရီးယားပိုးကြောင့်ပါနှိုးရောင်နဲ့အုံနေလားပိုးဝင်တာဓာတ်တုထများနေလားဖြစ်နိုင်တယ်ခရမ်းရောင်ဆိုရင်အလွန်ရှားပါတယ်ခရမ်းရောင် CX အဖဲစုလက္ခဏာဖြစ်နိုင်တယ်တေးပေါက်ရင်အမြုပ်ထနေလားပရိုတင်းဓာတ်များနေလားကိုဆိုလိုနိုင်တယ်ကြောက်ကတ်တွေကိုဂီယူဆိုင်ပါတေးပေါက်ရင်သူ့အကြောင်းတွေးနေပါသလားသိကြပါတယ်တင်သူ့ကိုမမေ့နိုင်သေးလို့ပါသူလဲသူ့ဘဝနဲ့သူအဆင်ပြေနေပါပြီကွန်ဒုံတစ်ခုကအလေးချိုင်10ကီလိုဂရမ်ကိုခံနိုင်တယ်ကွန်ဒုံခုနှစ်ခုဆိုရင်လူတစ်ယောက်ကိုမချီနိုင်ပါမလားကွန်ဒုံ130ဆိုရင်ကားအသေးစားတစ်စီးကိုမချီနိုင်တယ်ဒါပေမဲ့ကွန်ဒုံအခုရေ1500ဆိုရင်ဝေလန်9ပလာကြီးဒါမှမဟုတ်ဘိုးရင်ခွန်တုံးခွန်လေးရင်3စင်းကိုမာချီနိုင်တယ်ကြီးကသူတို့ဟာသူတို့မူလအရွယ်စားရဲ့10ဆကနေ10ဆအထိစနိုင်တယ်ဟုတ်တယ်ကွန်ဒုံတွေကလျှို့ဖြတ်စူပါဟီးရိုးတွေပါပဲ Putting the hijackers. ဒီကားကိုဖောက်ထွင်းဖို့ကြိုးစားရင်ပြင်းထန်စွာတန်ရာရနိုင်တယ်အဲ့ဒါကသခွားသီး defender လို့ခေါ်တဲ့တောင်အာဖရိကမှာမကြာခဏကားပြန်ပေးမှုတွေကြောင့်တီထွင်ထားတဲ့ယင်းဒီမျိုးပါအောက်မှာ spring တွေကဘေးတစ်ဖက်စီမှာသခွားသီးအကြီးကြီးတွေကိုထိန်းထားပြီးရင်မောင်းကခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါသူတို့ရဲ့ pocket တွေကိုသခွားသီးတနက်ဝင်သွားပြီးကော့ကတ်သွားလိမ့်မယ်လူကူမင်းညတွေမှာစွန့်စားတာတွေရပ်လိုက်ပါကားလာနေတဲ့အချိန်မှာဖြတ်မပြေးပါနဲ့ကားတွေချက်ချင်းရက်လို့မရဘူးခြေထောက်တန်စာတွေမကပါနဲ့ရင်မောင်းတွေစောင့်ရတာမုန်းတယ်
ကားမလာသေးရင်အမြန်လျှောက်ပါဒါမှမဟုတ်ကားလာရင်စောင့်နေပါပြီးတော့လူကူးမင်းများတွေမှာ TikTok ရိုက်တာမျိုးမလုပ်ပါနဲ့ဒီလိုတွေရောက်ဟာတာမန်မျက်စိနဲ့မမြင်ရအောင်ဖုံးကွယ်ထားတဲ့ပစ္စည်းတွေကိုသုံးပြီးသူ့အဝတ်စားထဲမှာကင်မရာအသေးစားလေးဖွက်ထားပါတယ်သူ့ပတ်ဝန်းကျင်နဲ့ရောနိုးနေရင်သူ့ပစ်မှတ်တွေရဲ့ပုံတွေကိုလျှို့ဝှက်ရိုက်ကူးနိုင်တယ်ဒါပေမဲ့နီးနီးကန့်တက်ရိုက်မိရင်တော့တစ်ဖက်လူရိပ်မိသွားနိုင်ပါတယ်ခရီးသည်တယောက်ပဲပါတယ်လူလုံးဝနီးပါးရှင်းနေတဲ့ဘတ်စကားပေါ်မင်းတက်လိုက်ရင်ဘယ်ထိုင်ကုန်မှထိုင်မလဲနောက်ဆုံးကခုံမှထိုင်ရင်ရုပ်တရက်သူတို့ကကိုတင်းအနက်နန်းနေတယ်ထင်သွားမယ်သူတို့ဘေးမှာပဲထိုင်လိုက်ရင်တော့မင်းကနှစ်နဲ့ချီပြီးရေမကျိုးတယ်သူလို့ထင်သွားမယ်ရွေးချယ်မှုတိုင်းကမှားယွင်းနေပုံရတယ်ဒီတော့အစင်ပြေဆုံးနီးလန်းကချီးပုံကလုံးချပြီးကားတွေကထွက်လာလိုက်တာအကောင်းဆုံးပါ I've just started playing with it. ခွေးရဲ့ခြေသေးကိုညက်ရင်မင်းကိုဘာလို့ပြန်ကြိုက်တာလဲခွေးသားရဲ့ခြေသေးထဲမှာသွေးတွေနဲ့ပြည့်နေတဲ့အာယုံကြောတစ်ခုရှိတယ်ပြီးတော့သူတို့ရဲ့ခြေသေးကိုညက်လိုက်ရင်အယမ်းနာတယ်ဒါကြောင့်မင်းရဲ့ခွေးကအဲ့ဒီနာကျင်မှုကိုမှတ်မိနေတာပြီးတော့ခွေးရဲ့ခြေသေးကိုညက်တာပြီးသွားတဲ့အခါသူတို့ကပြောစရာကောင်းတဲ့အဆုံးသတ်ကိုမျှော်လင့်ကြတယ်ဘိုက်စာနေတဲ့ဆင်းရဲသားအမိုက်ရှာတဲ့လူတစ်ယောက်ဟာအမိုက်ပုံးနဲ့အစာရှာနေရင်သူ့ခေါင်းကချင်းမြောင်းတဲ့အဆုံးမှာညှက်သွားတယ်ဆွဲထုတ်လို့မရတော့ပဲရုန်းကန်နေရင်ခွေးရဲ့နဲ့ငယ်သတိထားမိသွားတယ်ခွေးငယ်ကအေးအေးဆေးဆေးနဲ့သူ့ခြေထောက်တွေကိုငိမ့်နေအောင်ကျိုးနဲ့စီးပြီးသူ့ထိတ်လန့်မသွားအောင်မျက်နှာကိုညှင်သားစွာအုပ်ပေးလိုက်တယ်ဒါပေမဲ့ခွေးတစ်ကောင်ကစိတ်လူရှာသွားပြီးလော်ခိုးတဲ့ပါနောက်ထပ်ခွေးတွေကပါခွေးကအယိုးတစ်ချောင်းကိုကိုက်ယူပြီးအိမ်ကိုပြေးလာခဲ့တယ်ဒါပေမဲ့တဒန်းခိုးရောက်တော့ရပ်တန့်သွားတယ်အောက်ကရေထဲမှာသူ့ကိုမော့ကြည့်နေတဲ့တခြားခွေးတစ်ကောင်ကိုတွေ့တယ်သူ့ပါဇက်ထဲမှာလည်းအယိုးတစ်ချောင်းသူဟိန်းလိုက်တယ်ဟိုခွေးကပြန်ဟိန်းတယ်သူကအယိုးကြီးအတွက်ရေထဲခုန်ချလိုက်တယ်ဒါပေမဲ့တခြားခွေးကတော့နောက်ကနေကစားနေပါတော့တယ်ခရီးသွား area တစ်ခုမှာကခွန်ရဲ့မြောက်တစ်ကောင်ကိုမြင်ရင်ဝမ်းသာပါမင်းအလင်ခံရဖို့လမ်းစာပေါ်နေပါပြီမင်းကမြောက်ရှိုးပွဲကိုကြည့်နေချိန်နောက်ထပ်မြောက်တစ်ကောင်ကမင်းရဲ့တန်ဖိုးအရှိဆုံးပစ္စည်းတွေကိုခိုးယူတယ်မြောက်ပြဦးတောင်းဆိုသလိုပဲဒီတော့ဒီမြောက်တွေကိုတားဆီးဖို့အကောင်းဆုံးနည်းလမ်းကငှက်ပြောဒီပုံးတစ်လုံးချပြီးလမ်းလျှောက်သွားလိုက်ပါစစ်သားတယောက်မြင်းအတုထဲမှာ rifle တနက်နဲ့အတူပုံခိုနေပြီးမြင်းစအိုးပေါက်ကနေခိုးကြည့်ရင်းရက်အတော်ကြာအောင်နေခဲ့တယ်ရန်သူဖြတ်သွားတဲ့အခါမြင်းအတုကရုတ်တရက်လှုပ်ရှားလာပြီးရန်သူကိုပိတ်ခတ်လိုက်ပါတယ်ဒါပေမဲ့တခါတလေမှာတော့ရန်သူမြင်းတွေကမြင်းအတုကိုအစ်စ်ထင်ပြီးစိတ်လှုပ်ရှားတတ်ကြပါတယ်စစ်သားတယောက်ကလိတ်တကောင်ရဲ့အပေါ်မှာခေါင်းအတုတစ်လုံးတက်ပြီးရန်သူအခြေစိုက်စခန်းစီကိုဓာတ်ရိုက်လွတ်လိုက်ပါတယ်ရန်သူစစ်သားတွေကခေါင်းတစ်လုံးဖြည်းဖြည်းချင်းသူတို့စီကိုရွေ့လာတာကိုမြင်တော့ထိတ်လန့်သွားပြီးစတင်ကစားကြပါတယ်ေပူစားလုံးဖို့အတွက်ဘယ်နေရာကိုရွေးမလဲလူတယောက်ရှိနေရင်သူနဲ့အဝေးဆုံးနေရာကိုသွားပါထိုလူကတင့်ကိုမျက်စောင်းထိုးနေတယ်လို့ထင်ကောင်းထင်လိမ့်မယ်အဲ့ဒီအခါသူတို့ဘေးနားကနေရာကိုရွေးလိုက်ရင်ရုတ်တရက်မင်းဟာသူ့အတွက်အစင်မထီတဲ့အတူဖြစ်သွားမယ်အကောင်းဆုံးကတော့သူ့ရဲ့အရှိမကခုံပစ်လိုက်တာကောင်းပါတယ်မျက်စိနောက်သွားအောင်လို့ပါအာတစီကတစ်ပင်ကိုဝင်တိုက်မိတာတစ်ပင်ပေါ်မှာပြားအောင်ကြီးတစ်ခုကပြုတ်ကျလာပါတယ်ဒေါသတကြီးထင်နေတဲ့ပြားအောင်ကြီးကပောက်ကွဲထွက်လာကထိုလူကိုကိုက်ခဲစေပါတယ်အနီးအနားကလူတစ်ယောက်ကသူ့အော်တန်ကြားလို့ကူညီဖို့ပြေးလာတယ်။ဒါပေမဲ့ပြားအောင်ကိုမြင်တော့သူလဲစိတ်မထိန်နိုင်တော့ပဲကစားနေတော့တယ်။